မင်္ဂလာပါကျွန်တော်နာမည်ရန်နိုင်ဦးဖြစ်ပါတယ်ဒါကျောင်းစင်ငယ်ကြီးနိုင်လူဦးဖြစ်ပါတယ်ကျွန်တော်မြေတိုင်းပြင်းတဲ့ခါကျတော့သူကဂီတာတီးပေးတဲ့အဲ့ဒါမိုင်နယ်လေးဖြစ်ပါတယ်သူကသူ့နောက်မိုင်နယ်လေးကသူကဂီတာတီးအရန်ကျွမ်းပါတယ်ကျွန်တော်ဆင်းကြီးတဲ့ခါကျသူကဂီတာအများကြီးတီးပေးပါတယ်အဲ့ကျွန်တော်သူ့ပူစုချင်းတစ်ပုတ်ကျွန်တော်တီးဆိုချင်ပါတယ်မစ္စတေကြောင့်ဆိုတာမသိဘူးညီဟုတ်လားမစ္စတေဆိုတော့ဒီလိုဟုတ်ရတယ်အဲ့ဒီချင်းကျွန်တော်ဆိုမှာဖြစ်ပါတယ်โอเค来。